မင်္ဂလာပါဗျဒီနေ့ line ပေါ်မှာဟောနေတဲ့ကမ္ဘောဒီးယားကတောင်းဆိုထားတယ်မြန်မာနဲ့ကမ္ဘောဒီးယားနဲ့ပေါင်းပြီးတော့ထိုင်းကိုတိုက်မယ်ပေါ့ပြန်သိမ်းမယ်ပေါ့ဒီကိစ္စကကမ္ဘောဒီးယားနဲ့ထိုင်းနဲ့ဖြစ်နေတဲ့ပြဿနာမြန်မာနဲ့ထိုင်းနဲ့ဖြစ်နေတဲ့ပြဿနာမဟုတ်ဘူးเนาะကျွန်တော်တို့အနေနဲ့ဝင်ဆော့ဖက်လို့လည်းမရဘူးဒီကိစ္စတွေเนาะကျွန်တော်တို့ပြည်သူလူထုတွေကဟုတ်လားနိုင်ငံတော်ရဲ့အကြီးအကဲတွေရဲ့လှုပ်ဆောင်ချက်ကိုပဲလိုက်နာနေရတဲ့သူတွေဥပဒေကိုပဲလိုက်နာရတဲ့လူတွေဟောအခုခမားတိုက်တွန်းတယ်လို့မျိုးနော်ခမားတို့ပြောတယ်လို့မျိုးလောက်ရမယ်ဆိုလို့ရှိရင်ခမားစဉ်းစားကြည့်လိုက်ဗျာထိုင်းနိုင်ငံတွင်းမှာမြန်မာနိုင်ငံသားလူဦးရေ17တန်းကျော်ရှိတယ်ဒီလူ17တန်းကျော်လုံးအကုန်လုံးကဟုတ်လားဒုက္ခတွင်းတွေကိုခုန်ဆင်းသွားရမှာလားဟုတ်လားကျွန်တော်တို့နိုင်ငံသားမြန်မာနိုင်ငံသား17တန်းကျော်ဟာနော်နေ့ချင်းညချင်းဒုက္ခတွင်းတွေကိုခုန်ဆင်းသွားရမှာလားနော်နိုင်ငံရေးဆိုတာနိုင်ငံရေးနဲ့ဖြည့်ရှင်းရမှာပဲနှစ်နိုင်ငံအရေးကိုနှစ်နိုင်ငံခေါင်းဆောင်တွေကညှိနှိုင်းဖြည့်ရှင်းရမှာပဲနော်သူ့အပိုင်ငါအပိုင်လူနေတဲ့ပွဲမှာဘယ်ရာကဘယ်လိုမျိုးငါတို့တွေဆွေးနွေးတိုင်ပင်ရမယ်ဘယ်လိုခွဲဝေရမယ်ဘယ်လိုညှိနှိုင်းရမယ်ဆိုတာနိုင်ငံခေါင်းဆောင်တွေအနေနဲ့သွားရမှာနော်နိုင်ငံခေါင်းဆောင်တွေကဒါဝမှတောင်မှညှိနှိုင်းဆွေးနွေးလို့မရဘူးဆိုရင်နိုင်ငံခေါင်းဆောင်မလုပ်ကြနဲ့နော်စစ်ဖြစ်ဖို့လူလာတဲ့သူတွေမဟုတ်ဘူးမြန်မာနိုင်ငံသားတွေကငြိမ်းချမ်းကျင်တဲ့လူတွေနော်မြန်မာနိုင်ငံအတွင်းမှာပြည်တွင်းစစ်ဖြစ်နေတယ်နော်မြန်မာနိုင်ငံကိုစီးပွားရေးပိတ်ဆို့ခဲ့တာနှစ်ပေါင်း30ကျော်ပြီနော်ဘယ်နိုင်ငံကမှမြန်မာနိုင်ငံကိုစီးပွားရေးကုန်သွယ်ရေးအဖြစ်တည်လမ်းဖွင့်မပေးနိုင်ခဲ့ဘူးနော်ကုလသမဂ္ဂကိုကြောက်တယ်ကုလသမဂ္ဂနှိပ်ကွပ်မှာကိုကြောက်ကြတယ်မြန်မာနိုင်ငံကိုဘယ်နိုင်ငံကမှမကူညီခဲ့ကြဘူးမပံ့ပိုးခဲ့ကြဘူးဒီနေ့ဒီချိန်ကမ္ဘောဒီးယားဖြစ်လာတဲ့ခါကျမှမြန်မာနိုင်ငံကအကူအညီနဲ့နော်ထိုင်းကိုပြန်တိုက်ရမယ်ဆိုတဲ့စကားကိုထည့်မပြောနဲ့နော်မြန်မာနိုင်ငံရဲ့အခက်ခဲတွေအကျက်တဲတွေကိုဘယ်နိုင်ငံကမှဝင်မဖြေရှင်းပေးခဲ့ဘူးနော်ဘယ်နိုင်ငံကမှမြန်မာနိုင်ငံကိုစီးပွားရေးပိတ်ဆို့ထားတဲ့ဟရာကိုပြန်ဖွင့်ပေးပါလို့ဘယ်နိုင်ငံကမှမတောင်းဆိုပေးခဲ့ဘူးဒီနေ့ခမားတို့နိုင်ငံဖြစ်နေတဲ့ပြဿနာကခမားတို့ရဲ့ခေါင်းဆောင်တွေဖြေရှင်းရမှာမြန်မာနိုင်ငံကဖြေရှင်းရမှာမဟုတ်ဘူးနော်ကျုပ်တို့နိုင်ငံကခေါင်းဆောင်တွေကကျုပ်တို့နိုင်ငံအတွက်နော်တမတော်အရာရှိကြီးတွေကကျုပ်တို့နိုင်ငံကိုကာကွယ်ဖို့အတွက်လက်နက်တွေအမျိုးစုံကိုနော်သူတို့ကိုကြိုးစည်းပွားတဲ့ကိုအကုန်မထည့်သွင်းမဲနဲ့နော်သူတို့လှုပ်တင်တာကိုသူတို့လှုပ်ခဲ့ကြတယ်သူတို့စုဆောင်းခဲ့ကြတယ်သူတို့တက်ဆင်ခဲ့ကြတယ်ခင်ဗျားတို့နိုင်ငံမှာနှစ်ပေါင်းမြောက်များစွာတည်ထောင်ခဲ့တဲ့နိုင်ငံဟုတ်တော့လားလေချောင်းမရှိဘူးနော်လက်နက်မပြည့်စုံဘူးဒါကိုခမည်းတော်ခေါင်းဆောင်တွေကဘာလုပ်တင်လဲကိုရှင်တိုက်လို့မနိုင်တဲ့အရာကိုအလျှော့မပေးပဲရှင်တိုက်နေတာကခမည်းတော်အုံနောက်ရှိတာလားခမည်းတော်ခေါင်းဆောင်တွေအုံနောက်ရှိသလားခမည်းတော်နိုင်ငံဒီလိုဖြစ်တဲ့ခါကျမှမြန်မာနိုင်ငံကနဲ့ပူးပေါင်းပြီးတော့တိုက်ရမယ်ဆိုတာဒါတဘာဝမကြောက်ဘူးနော်တဘာဝလုံးဝမကြောက်ဘူးခမည်းတော်ခေါင်းဆောင်တွေခမည်းတော်လူကြီးတွေကိုနှိုက်ကဒီကိစ္စကိုဖြေရှင်းရမှာခမည်းတော်မှလက်နက်မပြည့်စုံဘူးခမည်းတော်ဘယ်လိုနီးလန်းနဲ့ဖြေရှင်းမှာလဲဒီလိုခမည်းတော်ကတစွတ်ထိုးဖြေရှင်းနေတဲ့ခါကျတော့တစ်ဖက်ကအာသာနေတဲ့ခါကျတော့ခမည်းတော်ခံရမှာပေါ့ခမည်းတော်ခံရတဲ့အချိန်ကျမှမြန်မာနိုင်ငံကိုဆွဲထည့်တာတော့ဒါမသိတော့ဘူးဗျနော်ဒီလိုမျိုးလည်းခမည်းတော်မလုပ်သေးဘူးနော်ကျုပ်တို့နိုင်ငံရဲ့ပြဿနာဒီတောင်မှကရှင်းလို့မနိုင်ဖြစ်နေတာနော်ကျုပ်တို့နိုင်ငံရဲ့ပြည်တွင်းစစ်တောင်မှဒီနေ့ချိန်ထိနော်ဘယ်နိုင်ငံကလာကူညီလဲမြန်မာနိုင်ငံရဲ့ပြည်တွင်းစစ်ငြိမ်းချမ်းမှုအတွက်ကိုဘယ်နိုင်ငံမှမကူညီဘူးနော်အကြမ်းဖက်တွေကိုပံ့ပိုးတာပဲရှိတယ်နော်နောက်တစ်ခါကြာရင်ဒီလိုမျိုးစကားတွေမပြောပါနဲ့နော်ခမည်းတော်ဒီလိုလှုပ်လိုက်တဲ့အကြောင်းအရာကြောင့်ကျုပ်တို့မြန်မာနိုင်ငံသား
လူဦးရေ17 တန်းကျော်လုံးကထိုင်းနိုင်ငံမှာအကုန်လုံးဒုက္ခရောက်ကုန်မယ်နော်ကျုပ်တို့နိုင်ငံသားမြန်မာနိုင်ငံသားလူမျိုးတွေအားလုံးကိုချစ်တယ်နော်ဒါကြောင့်မို့ကျုပ်လူတွေကျုပ်နိုင်ငံသားတွေဒုက္ခရောက်မဲ့လုပ်ကိုတော့ကျုပ်တို့မလုပ်စေချင်ဘူးနော်ခင်ဗျားတို့လည်းမလုပ်သင့်ဘူးဒီအတိုင်းနော်ခင်ဗျားတို့နိုင်ငံရဲ့အချင်းချင်းကညှိနှိုင်းဆွေးနွေးရမှာအတ္တတွေမာနတွေထားပြီးတော့ရင်ဆိုင်ရမှာမဟုတ်ဘူးအခုခင်ဗျားတို့အတ္တတွေမာနတွေစားထားခဲ့လို့မညှိနှိုင်းမဆွေးနွေးလို့ပြဿနာကအဲ့တဲ့ထွင်းရမယ်အပေါက်ကိုပေါက်စိန်နဲ့ထွင်းနေကြတာခင်ဗျားတို့ခေါင်းဆောင်တွေစောက်သုံးမကြလို့ဒီလိုဖြစ်နေတာမြန်မာနိုင်ငံနဲ့ပူးပေါင်းပြီးတိုက်ရမယ်ဆိုတာလုံးဝသဘာဝမကျဘူးနော်နိုင်ငံရေးကိုနိုင်ငံရေးနဲ့ဖြေရှင်းရမှာလက်နက်နဲ့အင်အားနဲ့ဖြေရှင်းရမှာမဟုတ်ဘူးခင်ဗျားတို့လက်နက်နဲ့အင်အားနဲ့ဖြေရှင်းနေလို့နော်ပြဿနာကမကြီးသင့်ပဲကြီးနေခဲ့တာခင်ဗျားတို့ချင်းချင်းနယ်မြေကန်နယ်လူနေလို့ဖြစ်နေတဲ့ပြဿနာဒါကိုဘာဖြစ်လို့အကောင်းမွန်ဆုံးမဖြေရှင်းမညှိနှိုင်းတာလဲနော်ဒီလိုဖြစ်လာတဲ့ခါကျမှမြန်မာပါဆွဲထည့်တာတော့ဒါမဖြစ်နိုင်ဘူးနော်နောက်တစ်ခါဒီလိုပို့မျိုးတွေလည်းမလုပ်ပါနဲ့ထိုင်းနိုင်ငံထဲမှာနေတဲ့မြန်မာနိုင်ငံသားနော်အယောက်1 သိန်း 2 သိန်းနဲ့မဟုတ်ဘူးနော်10 တန်း17 တန်းအထက်မှာရှိတယ်နော်ဗါလေဒီလူတွေကအကုန်လုံးဒုက္ခတွင်တွေကိုနေ့ချင်းညချင်းခုန်ချသွားရမှာလားစဉ်းစားပေါ့အုံနောက်ရှိရင်